မင်္ဂလာပါ Facebook အကောင့်2အကောင့်3အကောင့်နဲ့အလုပ်ရှုပ်နေပြီလားမလိုအပ်တဲ့အကောင့်ကိုဖျက်ပစ်ချင်နေပြီလားဖြစ်နည်းလေးကိုမသိသေးဘူးဆိုရင်တော့ဗီဒီယိုကိုဆုံးဖြတ်ကြည့်လိုက်ပါနော် Facebook အကောင့်ဖြစ်နည်းလေးကိုမျှဝေပေးမှပြုလုပ်ပါကဲစလိုက်ရအောင်အပေါ်က icon နဲ့ပြီးတော့ setting နဲ့ဝင်မယ်ပြီးတော့အပေါ်နည်းနည်းဆွဲပြီးတော့မှများပြတဲ့နေရာပြန်နေပြီးတော့အပေါ်နည်းနည်းဆွဲ percentage နေရာမှာနေပြီးတော့အဲ့မှာအဝါရောင်များပြတဲ့နေရာကိုနှိပ်ပါအနီရောင်ပြထားတဲ့နေရာကိုထပ်နှိပ်ပါပြီးတော့ဒီမှာဖြတ်ချင်တဲ့ကိုရကောက်တစ်ခုရွေးပါရွေးပြီးပြီဆိုရင်အောက်နဲ့ဆွဲအဲ့မှာနှိပ်ပြီးရင်အကြောင်းပြချက်တစ်ခုခုရွေးထည့်ပလိုက်ပြီးတော့ထပ်နှိပ်ပါပြီးတော့အောက်နည်းနည်းဆွဲမယ်ဆွဲတော့မှထပ်နှိပ်လိုက်ပါပြီးတော့ဒီမှာကိုဖြတ်ချင်တဲ့ကောက်ရဲ့ password ကိုထည့်ပါပြီးထပ်နှိပ်လိုက်ပါအကုန်လုံးထပ်နှိပ်လိုက်ပါကဲဖြတ်သွားပြီကိုဖြတ်ချင်တဲ့အကောင့်ကဖြတ်သွားပြီရှိနေတဲ့အကောင့်ထဲကိုသူက auto ဝင်ပေးတယ်နော်ဒါကမဖြတ်ဘူးရှိနေတဲ့အကောင့်ပါကဲခုနဖြတ်တဲ့အကောင့်ရှိသေးလားကြည့်မယ်မရှိတော့ဘူးအကုန်လုံးဖြတ်သွားပြီ